ကိုခေဟိုကမင်းသားကြီးမင်းသမီးတွေကအားကြမင်းသားနဲ့မင်းသမီးတယောက်ကပြီဆိုရင်တယောက်နဲ့တယောက်အသားမထိ ဟိုရှိခေတ်က ဟိုရှိကဘဝတခန်းရက်တလန် အခုခေတ်နဲ့မတူ အခုခေတ်နဲ့မတူ ရနောင်တော်သားလေးတွေကြီးရ ကလေးလေးတွေမှတ်ပါမှတ်သား ဟုတ်ပြီဟုတ်ပြီ ဘဝတခန်းရက်တလန်တေချာကြည့်တာနော်တယောက်နဲ့အသားမထိရဘူးမင်းသားနဲ့မင်းသမီး သားမထီ သစ္စာရှိတာအသားမထိရဘူးအသားမထိနဲ့အသားမထိနဲ့သွားမထိရွာတိုင်းကျွန်တော်ရိုးရလေးဗျာခင်ဗျားကလည်းဗျာ ဟုတ်ဘူးလား ဟုတ်ပါတယ် ဟုတ်လေဟုတ်လေဟုတ် မဟုတ်ငါနေရာကမှငါဆရာလောက်ပါမှငါကျင်တတ်တာအလကားပေါ်တာမှာကဲကိုစီရသားရဲ့မကောင်းဘူးလား ကောင်းတယ်ဗျာ ကောင်းမှာပေါ့ခစ်ကတကွယ်ကျိုးသွားအသားမထီးနဲ့တော့ငါမှအကောင်လေးအသားမထီးနဲ့တော့ရွာသားရဲ့ သားတော်မထီကောင်းတာပဲဗျာ မကောင်းဘူးလား ဟုတ်တယ်ဗျာ ကောင်းမှာပေါ့ခစ်ကတကွယ်ကျိုးသွား ခုတော့ အကောင်လေးငါမထီးနဲ့တော့နေငါမထီးနဲ့တော့ သူ့သားသွားမထီတယ်သူ့သားကကျွေကြကုန်မှထီ ငါအသားမထီးနဲ့တော့ဟုတ်ပြီကိုဆိုရသားရဲ့မကောင်းဘူးလားဗျာ ကောင်းတာပဲဗျာ ကောင်းမှာပေါ့ခစ်ကတဝဲကျိုးသွား အကျိုးရမဟေးကျိုးရ ငါမထိနဲ့ငါမထိနဲ့လို့မရဘူးတော့ဟုတ်ပြီကိုရရှိရစားရင်မကောင်းလားဗျာ ကောင်းတယ်ဗျာ ကောင်းမှာပေါ့ခစ်ကတဝဲကျိုးသွား ကျိုးရမဟေးကျိုးရမ ငါ့ကိုမလုံးဝမထိနဲ့တော့ ထီတယ်မထီတယ်သူ့မှာပိုးမျိုးစုံရှိတာ မင်းပဲပုံမျိုးဟုတ်ပြီဟုတ်ရရတာရဲ့မကောင်းလား ကောင်းတယ်ဗျာ ခိုးသွားတာပဲကောင်းပါလေဗျာရရရ တာဘာဖြစ်လာတာတော့ ငါအဖေကနည်းနည်းနားလေးတယ် တားလေးဘာဖြစ်လာတော့ဟာ အဖေ ဟေး တာမိမခိုးလာတယ် အဖေဥပုပ်ဒီနေ့မစောင့်ပါဘူးကွာ အဖေကနားလေးကြည်လေးပြောပါအဖေကျွန်တော်မိမခိုးလာတယ် ဟာဒီရွေးကြမှာမိမမလို့ခြင်းပါဘူးဟာတက်မွန်နေနဲ့ငါနဲ့လည်းရွေးချင်းမမျှပါဘူးကွာ ဟာဒီကြာ ဒုက္ခနာတလွဲရနေတာကြည်ပြောအဖေအတွက်မော်လခဲလေးတယောက်ကျွန်တော်ခေါ်လာတယ် ဘယ်နာမှလုံးငါကူပေါ့ အဲ့တော့ကြားကြတယ်ကြားကျင်တာကြတော့ကြားတယ်မကြားကျင်တာကြတော့မကြားဘူးကဲဒီမလေးအနာယူတော့နော် မော်ဒီရေ နေရောဗျာ ဘုမော အများအများ မတင်ညွန့်ရေဆင်တို့မြင်းတို့ဆိုတာယရနာခုနှစ်ပါးနဲ့ပါတဲ့ဟုတ်ကဲ့နော်ဗျာ ဟုတ်ဗျာ ဆင်ယရနာမြင်းယရနာဆိုတော့ရှိပါတယ် ဟုတ်ပါ ယရနာထဲမှာပါဝင်တဲ့ကောင်တွေပါ ဒီနာကုန်နေဖို့ဗျာဟုတ်တယ်မလား အဲ့တော့ကဲလူစုချုပ်ကလည်းမေးစားပြရစီစကားသဘောမျိုးလေးပေါ့ဗျာဟို ဆင်းနဲ့ပတ်သက်ပြီးတော့ ဆင်းနဲ့ပတ်သက်ပြီးတော့တောက်လောက်၄တောက်လောက်ပြက်လက်နှစ်ပြက်လက်တွဲလဲသုံးတွဲလဲအဲ့ဒါပါ ဟာ အဲ့ဒါတော့ဟဲ့ပညာရှိလို့ခေါ်ရင်ခေါ်လိုက်သားမှာ လုံဆန်ပြောတာ မသိဘူး သိရမှာပေါ့ မသိဘဲနဲ့မြန် ဒါလေးတို့ ဘာလဲခုနကပြောတာပြီအဲ့ဒါဆင်းလေ ဆင်းနဲ့တော့ ဒီ တော့ အတိပဲရှင်းသားမဟုတ်တောက်လောက်၄တောက်လောက်ပါလို့ တောက်လောက်၄တောက်လောက်ခွာကြီးလေးလုံးညာဒါရှင်းလေနှလုံးနောက်ကခြေထောက်လက်လျှောက်တခါတောက်ဟောတောက်လောက်၄တောက်လောက် ဩဆင်းရဲ့ချင်းနဲ့လက် ဟုတ်ပြီ ပြက်လက်နှစ်ပြက်လက် ပြက်လက်နှစ်ပြက်လက် လိမ့်ရကြီးတွေကကြီးဟောရှင်ကြိုက်ပြီးတော့ရင်ကောင်နားလို့ရင်ရန်တာပြက်လက်နှစ်ပြက်လက် မပြက်လက် တွဲလဲသုံးတွဲလဲဆိုတာက ဒါလည်းတော့မသိဘူးလား မသိဘူးလေ ဟောမသိချာကြီးနာမောင်းကတတွဲလဲအမိရဲ့တတွဲလဲ နှစ်တွဲ သုံးတွဲလဲ ဘယ်မှာသုံးတွဲလဲ ဓမ္မသုံးတွဲ တက်တွဲတဲ့ရှိတယ်ပြန်ပြောတင်ညွန့် သိချာလည်းမှတ်ယူဟောနာမောင်းကတတွဲလဲ ဟုတ်ပြီ တွဲ အမိရဲ့တတွဲလဲ နှစ်တွဲ သုံးတွဲလဲ
နှစ်တွဲပဲရှိတယ်ဘာသုံးတွဲလဲ ငါပြောတာရှင်ဒီနော် အေးလေရှင် စင်ဒီကဘာကစင်ဒီကဘာဆိုင် ရှင် လဲ လေးနဲ့ပါ ဒီ လဲ ကဆိုးတယ်သူကဆိုးတော့ဒီကခလောက်ကြီးကတွဲလောင်းကြီးဆွဲထားတယ်ခလောက်ကြီးကတွဲလောင်းခလောက်ကတလွဲလဲသုံးတွဲလဲ ခင်ဗျာတကားခလောက်ကဲလို့နော်ခလောက်မကဲကျွန်တော်တွေးတိုင်းမှန်တော့တယ်ခင်ဗျာ အမှန်စင်းဆိုတာယရနာပါပဲတကယ် ရတနာလည်းပါပဲ ဟိုတူရတော့ရယရနာခင်ဗျားတို့အဲ့ဒီဆင်းကရွှေဖြစ်တယ်ဗျာ ဆင်ကရွှေဖြစ်တယ် ရွှေဖြစ်တယ် အဲ့ဒါတော့မကြောက်ဘူး ရွှေပါဆိုင် ခင်ဗျာရွှေဖြစ်တဲ့နီးလေးများခင်ဗျားတို့မလို့ချင်းညာဘူး မလို့ချင်းတာပေါ့ လောက်တာလိုချင်တာပေါ့ ဒီနေများခင်ဗျာဘောပင်နဲ့စာရွက်ရှိရင်မှတ်လိုက်စမ်းပါဦး ပြောတယ်မှာမပတ်ပါဘူးလက်တွေ့တိုင်း မှတ်လိုက်စမ်းပါဦးဗျာ မှတ်မယ်ပြော ဘောပင်နဲ့စာရွက်မှတ်တာမှတ်လိုက် မှတ်မယ် ဒီရှာခိုင်းနေတော့ ဒီဆင်းကနေရွှေဖြစ်တဲ့နေရာမှတ် နော် အစွဲနှစ်ချောင်းဖြူမှုစီတောကဆတာဆင်း ဩအေး ဆတာဆင်းမြဒုက္ခနဲ့ချင်းတဲ့သုံးစီတွင် ဩ ထွက်ပေါက်ဝင်ပေါက်မဆူသွားကျွတ်နဲ့လိုအောင်ကဟိမနဲ့ကယတိမြမွေးနဲ့တိုက်ရစားအဲ့ဒါရွှေဖြစ်တယ်ရော ရွှေဖြစ် ရွှေများ ဒိဗယ်လေးဒိဗယ်ပြောတတ်မှာ မတွဲလဲတွဲလဲတွေမပါ တွဲလဲမတွဲလဲ ပြောပါဦးပြော အတိပြအစွမ်းနှချောင်းဖြူစီတော့ကဆတာဆင်းဆိုဆင်းဆိုတော့ရတာလားဗုဒ္ဓဦးလေ ဗုဒ္ဓဦးနာ ဗုဒ္ဓဦးဆိုတောင်ဘက်ကဝါးတွေခုတ်ပါ ဩခုတ်ပြီ ဝါဗုဒ္ဓဦးလေဝါခုတ်အစိကလေးတွေခံခံမြပိုက်ပိုက်မိထားပါတော်ခဲတွေအဲ့ဒါဆတာဆင်းမြဒုက္ခနဲ့ချင်းတဲ့သုံးစီတွင်ဆိုချင်းတဲ့ဆိုတော့အင်္ဂါနံအဲ့ဒီဝါးတွေကိုဒီမှာဆန်စီစားထဲပါ ဩထည့်ပြီး ဟမ်ဆန်းတဲ့စမင်းသူကချင်းတဲ့သုံးချင်းတဲ့ချင်းတဲ့ဆိုအင်္ဂနာ ဟုတ်တယ် ဆန်းစီကထည့်လိုက်ပါထောင်းထောင်းထားပါ ဟုတ်ပြီကောင်းပြီ ထောင်းပြီးလို့ရှိရင်တော့ဖတ်ပေါက်မပေါက်မဆူတာကျွတ်နဲ့လုံအောင်သာ အဲ့ဒါပါ ကျွတ်ဆိုတော့ ဆိုတော့ဘာကြာတာပရိ အေး ကြာတာပြီးတော့ဖက်နဲ့ပိတ်လိုက်ပါ ဩအပေါက်ဝါကိုဖက်နဲ့ပိတ် ဖက်နဲ့ပိတ်လိုက်ပါ ပိတ်ပြီးပြီ ဟိမန္တကယတိမြမွေးနဲ့တိုက်ရစား အဲ့ဒါ မူဆိုနကမီ မီ မီနဲ့ရှုပ်လိုက်ပါ အေးရှုပ်ပြီးပြီ ရွှေဖြစ်ကြီးနော် ဘယ်မှာရွှေဖြစ်လို့အဲ့ဒါကောင်းကြီးချီတော့ ကောင်းကြီးကြီးတော့ဝယ်ပြတာ ရွှေနဲ့ပါဆိုင်လို့ ဘယ်မှာရွှေဖြစ်လို့ ဟောဗျာအဲ့ဒီကောင်ဝင်းကြီးကကိုရောင်းပြီးတော့ရွှေဝယ်ပါလေ ဩအေး ကောင်းကြီးပြည်တော့ရောက်ပြီးတော့ရွှေဝယ်ရွှေဖြစ်တာ အဲ့ဒါရွှေဖြစ် အဲ့ တယ် ဒါလို့ဆိုရင်ငါလည်းရွှေဖြစ်တဲ့ဒီပြောလို့ရပါ ဘ နဲ့ ယ်လို ကြွက်ကြွက်ပင်း ကျွတ်ကျွတ်ပင်း အိတ်ပင်းနင်း တိတ်ပေးနေ ကြွက်ချင်းအိတ်ပင်းနင်းဘူပေါက်6ဝထွင်း ဘူဘကိုကတွင် ဘူပေါက်အောက်တွင်းငကားတွင်း အဲ ငကားထိတ်တွင်အဂိတင် အင်း ပြန်စစ်ခါဖြင့်ရွှေဖြစ်၏တဲ့ ဘာလို့လဲဗျာဒိဗေ ဒိဗယ်อ่ะ ကြွက်ချင်းအိတ်ပင်းနင်းဆိုတာကကြာသပရိသတ်မြေကြီးနဲ့ပွဲကိုနေလိုက်ပါ အနေပြီးပြီ ဒီကြီးနဲ့ပွဲနဲ့နေပြီ နေပြီး4000လုံးလေးတုံးထားပါ လေးတောင်တုံးလေးတွေတုံးလိုက်ပြီ နောက်ပြီးတော့ထပ်ပြီးတော့ဘူပေါက်ဆိုတဲ့အတွက်6ပေါက်အပေါက်ကလေးပေါက်ထားပါ ဟုတ်ပြီ ဘူပေါက်တွင်ငကားတွင်ဆိုငကားဆိုစနေနာတာတာတရဏအဲ့ဒီကိုဘူပေါက်6ပေါက်ထဲကိုထင်းနေထဲပါ ဩထင်းနေထိုးလိုက်ပါ ထိုးလိုက် ငကားထိတ်တွင်အဂိတင်ဆိုပြီးတော့အဲ့ဒီထင်းတွေကိုမိနဲ့ရှိုးလိုက်ပါ ထိုးလိုက်ပြီ အေး ရွှေဖြစ်ပြီ ဘယ်မှာရွှေဖြစ်လို့တော့အဲ့ဒါအုတ်ဖုတ်တာ ဟုတ်တယ် အင်း ရွှေ သာ နဲ့ပါဆိုင် ဥခဲတွေဖြစ်နေပါလား မင်းလိုပဲလေအဲ့ဒီအုတ်တွေကိုရောင်းပြီးရွှေဝဲပါလေ ရွှေဖြစ်တဲ့နေရလွယ်လေး အဲ ဘာစာတွေမှာစာသူတွေဘာတွေလုပ်နေလဲ အဲ ကံကောင်းရင်တော့ဒိုးအိမ်နာတာအေး တာအေး စာလို့ကောင်းကြီးတင်ပြီးထိုးစားတာ စီမင်းထိုးတာ ကောင်းကြီးစီမင်းထိုးစားတာရွှေရတယ်ဗျာ ဟာကောင်းလိုက်တော့ကောင်းလိုက်တော့ လောက်တော့ အကြက်သားများတော့ထားတာဟာ တာအေးစားတယ်ဆိုပြီးတော့ ကံကောင်းပါ ဟေးကောင်းကြီးစီမင်းထိုးစားတာရွှေရတယ် ဟုတ်ပေါ့ငါငကြက်သားလောက်တော့ပြောမလားခိုင်ငါကြက်သားလောက်တော့ရှိမှာပါ ဘာငါချက်သား အာဆယ်သားလောက် တွင်းမအောင်ဘယ်လိုตาအေးရ အေးစီမင်းထိုးစားတာနဲ့ရွှေရတယ် တွေ့ရတယ်ဆိုတော့ငါးချက်တော့မဖြစ်တော့ဘူး30သားလား20သားလားတပိတ်သားလား ဘာသာမရွှေရတယ်ဆိုတာမင်းတို့မသိဘူးလား မသိဘူးလေ တာရဲတို့အိမ်ကဆင်းရဲတော့ဒဲအိုးမရှိဘူး တယ်ဘောမရှိ အဲ့ဒါစီသမီးထိုးစားရင်တော့ခေါင်းရင်အိမ်ကဥရွှေရတဲ့အခုရွှေရတော့အိမ်ကဒဲအိုးကိုငားပြီးတော့စီသမီးထိုးစားလို့အဲ့ဒါရွှေရတယ်လို့ပြောတာ ရွှေရတယ်ဒီ မပူစီကများငားပြီးမပူတယ်ဗျာဒီ ကဲရွေ မော်ရီရေ ကိုမလားခင်ဗျာ ခမရခမရ ကဲရွေ မူရီ ကမျိုးစုံစွာစုံလင်စွာနဲ့ဆင်ကများကိုတော့မြင်ကြရပါပြီခင်ဗျာ အမအမှုပညာတွေရောခေတ်အကတွေရောမျိုးစုံအောင်တင်ဆက်သွားပါဗျာ စီကျဲဝါကျဲ ဟုတ်ကဲ့ ပိုင်နိုင်စွာဖြင့် ဟုတ်ကဲ့ ကောက်ကကလေးတွေအဆန်းဆင်သွားတာပိဿများအမခမ်းမြင်တဲ့အတိုင်းပါပဲ ဟုတ်ကဲ့ကျွန်တော်တို့ပင်ရင်တက်ရှုမဖြစ်ရပါတယ် ဟုတ်ပါ ဒါကြောင့်လေကြောက်ဆယ်ဆင်ကဆိုတာကဘာကျော်လာဘူးဗျ